2 Hello so ရှုစွာခုလိုမျိုးချိန်တိုင်းကောင်းပြင်ဆင်ပေးတဲ့ထိုပြရှင်နာမတော်တာရေးပုံကြီးပါစေဒီကနေ့ကျွန်တော်တို့ဒီ sound system နဲ့ပတ်သက်ပြီးတော့အချိန်မရတဲ့အတွက်ခုလိုမျိုးစင်မပြေမှုလေးတွေနဲ့ငယ်ရှိရင်နားလည်ပေးဖို့ခရစ်တော်နာမနဲ့ရှုစွာပြောလိုပါတယ် can I get a mic the stand please She ama omna ama. Oh, I see. Along xin biệt cha là. Xin biệt cha là. Xin mà biệt lên đào vào bên nó. Từ đó. Oh, bị. So အခုလိုမျိုးဒီလိုမျိုးဖြစ်မြောက်ဖို့ရန်အတွက်တင်းတော်မလူကြီးများတော်၎င်းပြီးရင်လူငယ်များနေခုလိုမျိုးအချိန်တိုင်းပြင်ဆင်ပေးတဲ့အတွက်တင်းတော်ကိုကျေးဇူးတင်ကြောင်းရှုစာပြောလိုပါတယ်ပြီးတော့ပြီးခဲ့တဲ့နှစ်မှာအတူတကွမိတ္တဟာယမဖွေလိုက်ရတဲ့ဒီအတင်းတော်တီများနဲ့တကွဒီနှစ်မှာပြန်လည်ပြီးတော့အတူတကွမိတ္တဟာယခရစ်စမတ်ကိုသူတို့ကကြိုဆိုရတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။လာရောက်ပါဝင်ပေးသွားတဲ့ရောက်စီတိုင်းမှာလည်းဖြတ်ရှင်ကောင်းချီးပေးပါစေ။ဆိုတော့အခုချိန်မှာကျွန်တော်တို့အချိန်သွားနေတဲ့အတွက်ကျွန်တော်နှုတ်ကပတ်တော်တက်ကျေးဇူးတော်ချီးမွမ်းလိုပါတယ်။ဟာလေလုယာချီးမြှောက်ဆုံးနေတော့ဖဒီကနေ့ကိုရရှင်ဖျားမွေးနေ့အချိန်ဤနေ့ရက်မှာပြန်လည်ပြီးတော့ယုံကြည်သူတည်တည်များနဲ့ပြန်လည်ပြီးတော့ကိုရောကိုကြိုဆိုရတော့အချိန်တိုင်းအတွက်ရှေးဥစွာချီးကျူးတော်ကိုချီးမွမ်းပါ၏။ဖျားရှင်ဒီကနေ့နှုတ်ကပတ်တော်အတွက်ကိုရောကိုပဲနေရာပေးပါတယ်ဝိညာဉ်တော်ပဲဥဆောင်ပါဖဒီကနေ့နှုတ်ကပတ်တော်ဟာတန်လက်တကာတို့ထက်ထက်မြတ်တဲ့အတွက်အရောက်စီတိုင်းတာရွနားလည်နိုင်ဖို့ရဝိညာဉ်တော်ဖျားဖွင့်ပြတဲ့စကားပြောတော်မူပါအလာနဲ့ပြတ်မတူစေဘဲနဲ့ကောင်းချီးမင်္ဂလာနဲ့ခံယူပြီးတော့ပြန်တော်သူမြတ်ဖြစ်ဖို့ရတဲ့အရောက်စီတိုင်းကိုကောင်းချီးပေးပါကျေးဇူးတော်ကိုချီးမွမ်းလက်ယေရှုဖျားနာမကိုမြည်ပြီးကျေးဇူးတော်လုံးစုံကိုယေသွချီးမွမ်းကြပါ၏အာမင်ဆိုတော့ဒီကနေ့မှာကျွန်တော်ဘယ်အကြောင်းအရာကိုဆင်ခြင်တဲ့အခါမှာနေ့စဉ်နေ့တိုင်းကျွန်တော်တို့ကြားရတယ်ဒီခရစ်စမတ်ကြိုဆိုခြင်းအရာတွေစီဒီဇင်ဘာနဲ့ပတ်သက်ပြီးတော့အ내အတိတ်ဘန်လေးတွေနေ့တိုင်းကျွန်တော်တို့ကြားရတယ်ဒါပေမဲ့ဒီကနေ့မှာကျွန်တော်ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ဇန်နဝါရီတလပိုင်းကနေအခု12လပိုင်းပထမပတ်ထိကျွန်တော်တို့ကျေးဇူးတော်ကြောင့်ဖြတ်သန်းခွင့်ရခဲ့ပြီးပြီဒီအရာပေါ်မှာကျွန်တော်တို့လူဖြစ်တဲ့ရောက်ဘလို့အသက်တာမျိုးနဲ့ရှင်သန်ခဲ့တယ်လဲဘလို့အသက်တာမျိုးနဲ့ကျွန်တော်တို့ကြော်ဖြတ်ခဲ့တယ်လဲမကြခင်မှာနှစ်ကုံတော့မယ်ကျွန်တော်တို့ရဲ့အမိုက်အစွန်းများကိုဒီနှစ်ကုံတဲ့ထိကျွန်တော်တို့ယူမသွားဖို့ရန်အတွက်စင်ရှင်နှလုံးသွင်းဖို့ရန်အတွက်ယူဆောင်လာတာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့အရောက်စီတိုင်းပဲကျွန်တော်တို့မိမိရဲ့နှလုံးသားတကားမြောက်ဖွင့်ပြနှုတ်ကပတ်တော်ကိုဝမ်းမြောက်စွာနဲ့ကြိုဆိုဖို့ရန်ရှုစွာနှိုးဆော်လိုပါတယ်ဒါကြောင့်ကျွန်တော်တို့အများကြီးမတော်တော့ဘူးအချိန်နဲ့အလုပ်လုပ်ရတဲ့ဖြစ်တဲ့အတွက်ကျွန်တော်ရှုစွာကျွန်တော်ရဲ့ focus bible ဖြစ်တဲ့ယောဟန်ခန်းကြီး30အငယ်30ကိုတွားလိုပါတယ်ယောဟန်ခန်းကြီး30အငယ်30ဆိုတော့ကျွန်တော်ကျမ်းစာနဲ့တကွာပဲဖတ်လိုပါတယ်ရှေးယောဟန်ခန်းကြီး30အငယ်30ကျွန်တော်ဖတ်နေတဲ့အချိန်မှာအားလုံးကဒီ projector ကိုကြည့်ပေးဖို့ရန်မြစ်တာရက်ခံပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး30အငယ်30မှာဗာတွေ့ရလဲဆိုရင်တခိုးဒီခိုးခြင်းတတ်ခြင်းဖြစ်စည်းခြင်းကလာတတ်၏ငါမူကားတိုးတို့သည်အသက်လွတ်ယုံမြမကအထူးသဖြင့်အသက်နဲ့ပြည့်စုံစေခြင်းကလာတည်းဟာလေလုယာဖတ်တော်တဲ့နှုတ်ကပတ်တော်ပေါ်မှာရောက်စီတဲ့မှာထက်ရှင်ကောင်းချီးပေးပါစေဒီကနေ့ဒီနှုတ်ကပတ်တော်ကြည့်တဲ့အခါမှာကျွန်တော်တို့လူပုဂ္ဂိုလ်2ဦးတွေ့ရပါတယ်ကျွန်တော်တို့လောကမှာသိရတဲ့အတိုင်းပဲအဆိုးအကောင်းအမှန်အမှန်အမောင်နဲ့အလင်းကြာမစသဖြင့်လမ်းနဲ့တွေ့စသဖြင့်ကျွန်တော်တို့နှမျိုးတွေ့ရတယ်ဒီမှာလဲကျွန်တော်တို့အချက်2ချက်လူပုဂ္ဂိုလ်2ဦးတွေ့ရပါတယ်ဆိုတော့အငယ်30မှာတခိုးဒီခိုးခြင်းတတ်ခြင်းကဖြစ်စည်းခြင်းကလာတတ်၏ဆိုပြီးပြောပါတယ်ဆိုတော့တခိုးဆိုတာ
ဒီကနေ့အားလုံးသိတဲ့အတိုင်းပဲလူစီဖာဒီဟူသောစာတမာနကိုပုံဆောင်တယ်နောက်တစ်ယောက်ကတော့ငါမူကသိုးတို့ဒီအသက်လွတ်ယုံမြမကအထူးသဖြင့်အသက်နဲ့ပြည့်စုံစေခြင်းငါလာတယ်လို့ပြောတဲ့အခါမှာဒီကနေ့အားလုံးသိတဲ့အတိုင်းပဲသခင်ယေရှုခရစ်တော်ကိုပုံဆောင်ခြင်းဖြစ်ပါတယ်ဆိုတော့ဒီညမှာကျွန်တော်တို့လူရင်းပြောရရင်လူပုဂ္ဂိုလ်နှစ်ဦးတွေ့ရတယ်ဒီလူနှစ်ဦးကဘယ်လိုအသက်တာမျိုးနဲ့ကျွန်တော်တို့ကိုချင်းကပ်နေတယ်လဲဘယ်လိုအရာမျိုးနဲ့ကျွန်တော်တို့ပုံမှာလာရောက်အုပ်စိုးနေတယ်လဲလာရောက်ချင်းကပ်လာနေတယ်လဲဒီအရာကိုတူးချင်းစီကျွန်တော်တို့နောက်ထပ်ကြံပိုက်လေးနဲ့ဖတ်လိုပါတယ်ဆိုတော့တခိုးဒီခိုးချင်းတက်ချင်းဆိုတဲ့ကကျန်စာတမန်နာကိုပုံဆောင်တဲ့အတွက်သူ့ရဲ့လှုပ်ရက်ကဘာလဲဆိုတော့တစ်ချက်အရင်ပြန်ကြည့်ရအောင်ဆိုတော့အဲ့ဒီအရာကိုတစ်ပေခန်းချင်းကအငယ်၈မှာတွေ့ရတယ်တမန်တော်ရှိလည်းမိပဲစောင့်နေကြလောတင်းတို့ဤရန်သူသည်ဟူသောမာနသည်ဟောက်သောချင်းသိကဲ့သို့အဘယ်သူကိုမျိုးရမည်နည်းဟူ၍လဲရှာဖွေလက်ရှိ၏ဆိုတော့ခုနဖတ်သွားလို့ပဲပထမပုဂ္ဂိုလ်ကတော့စာရမဏေကတော့သူ့ရဲ့လာချင်းကတော့အခြားပုဂ္ဂိုလ်နဲ့မတူသူ့ရဲ့လာချင်းကတော့ဘယ်သူကိုဝါမျိုးဖို့ရန်လဲရှာဖွေလက်ရှိတယ်ဆိုပြီးတော့စာရမဏေရဲ့လာချင်းကတော့ဒုက္ခပေးဖို့အတွက်လာချင်းဖြစ်တယ်ဆိုတာတွေ့ရတယ်ဆိုတော့အဲ့ဆိုရင်နောက်ထပ်ပုဂ္ဂိုလ်ဖြစ်တဲ့ယေရှုခရစ်တော်ရဲ့လာချင်းကဘာလဲဆိုရင်ကျွန်တော်တို့နောက်တစ်ခုဖတ်ရအောင်မာသဲ18မှာဆိုတော့ရှင်မာသဲခန်းကြီး18ငယ်17မှာယေရှုခရစ်တော်ရဲ့လာခြင်းကတော့ထိုမှတပါလူသားတွေပျောက်သောသူတို့ကိုကယ်တင်အံ့သောငါကြွလာသည်ဟာလေလုယာဒီကနေ့လာခြင်းလူပုဂ္ဂိုလ်တို့ရဲ့အသက်တာမတူပါဘူးဒါပေမဲ့ကျွန်တော်တို့ခုနယော30ငယ်30မှာဖတ်သွားသလိုပဲတခိုးဒီခိုးချင်းတက်ချင်းငါလာတယ်ပြီးရင်နောက်တစ်ပေမှာစာရမဏေကဟောက်တော်ချင်းတိတ်ကဲတော့အဘယ်သူကိုဝါမျိုးဖို့ရန်လဲရှာဖွေရလို့ပြောတဲ့ခါမှာဒီကနေ့ကျွန်တော်တို့လက်ရှိအသက်ရှင်နေတဲ့တင်တဲ့ကျွန်တော်ကိုစောင့်ကြည့်နေတဲ့ယေရှုခရစ်တော်ရှိသလိုတစ်ဖက်မှာလည်းစောင့်ကြည့်နေတဲ့ဒုက္ခပေးဖို့ရန်ရှာလဲစားဖို့ရန်ဒီကနေ့စောင့်ကြည့်နေတဲ့ပုံကိုရှိတယ်ဆိုတာတစ်ဆက်တည်းမှာပဲနားလည်ရပါတယ်ဆိုတော့နောက်ကပတ်တော်ကြည့်တဲ့ခါမှာဥပမာပေးဖို့ရမြောက်များစွာရှိပါတယ်ဓမ္မဟောင်းမှာရောဓမ္မတစ်မှာရောသို့တော့ဒီကနေ့မှာလူပုဂ္ဂိုလ်၃ဦးအဖြစ်အတိတ်ဖန်နှလုံးသွင်းခွန်အားယူစေလိုတာဖြစ်ပါတယ်ဆိုတော့လူဖြစ်တဲ့ကြောင့်ပြေဆုံးတဲ့သူမရှိဘူးဒီကနေ့အသွေးအသားနဲ့တက်ရှင်ရတဲ့သူဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုလောကမှာတက်ရှင်တဲ့ခါမှာယုံကြည်သူဖြစ်စေမယုံကြည်သူဖြစ်စေဒီကနေ့စာတမန်ကတော့အဘယ်သူကိုဝါမျိုးဖို့ရန်ဒီကနေ့ရှာဖွေနေပါတယ်ဆိုတော့ကျွန်တော်တို့လည်းဒီကနေ့17လတီ12လပထမပတ်ထိတောင်ကျွန်တော်တို့ဖြတ်တန်းလာခဲ့ပြီဒီအသက်တာကိုပြန်လဲကြည့်တဲ့ခါမှာနောက်ကိုလဲပြန်ကြည့်တဲ့ခါမှာကျွန်တော်တို့မပြေဆုံးပါဘူးမစုံလင်ပါဘူးအမားနဲ့လည်းမကင်းပါဘူးစာတမန်ကကျွန်တော်တို့ကိုဘယ်အပိုင်းမှာဘယ်ကဏ္ဍမှာဘယ်လိုအရာမျိုးနဲ့ကျွန်တော်တို့ကိုဝါမျိုးနေလဲဆိုတဲ့အရာကိုဒီကနေ့တိဖန်ဆင်ခြင်နှလုံးသွင်းစေလို့တာဖြစ်ပါတယ်ဘာလို့လဲဆိုယုံကြည်သူဖြစ်တယ်လဲကျွန်တော်တို့မပြေဆုံးဘူးမစုံလင်ဘူးထုံနည်း၎င်းပဲနှုတ်ကပတ်တော်ထဲမှာရှိတဲ့လူပုဂ္ဂိုလ်တွေကလည်းဒီကနေ့အချို့သောသူတွေကအဆုံးထိတိုင်းတည်ကြည်တဲ့သူရှိသလိုအချို့သောသူတွေကဒီကနေ့သာတမန်ရဲ့လက်ဖျားခြင်းမှာကြာရှုံးတဲ့သူလည်းရှိခဲ့တယ်။ဒါကြောင့်ဒီအထက်မှာလူပုဂ္ဂိုလ်နှုတ်အဖြစ်ကျွန်တော်တို့အသက်တာဆင်ခြင်ပြီးတော့နောက်ဆုံးမှာယေရှုခရစ်တော်ရဲ့အသက်တာအဖြစ်အနည်းငယ်လေးဆင်ခြင်ခွင့်အားယူဖို့ဖြစ်ပါတယ်။ဆိုတော့ပထမအဆုံးအနေနဲ့ကျွန်တော်တို့ဘသူရဲ့အသက်တာအဖြစ်ဆင်ခြင်နှလုံးသွင်းခွင့်အားယူစေချင်လဲဆိုရင်ဒီကနေ့ဗတ္တိဇံရောက်အောင်ဆရာသူရဲ့အသက်တာအဖြစ်ဆင်ခြင်ခွင့်အားယူစေလိုတာဖြစ်ပါတယ်။ခုနပြောသလိုပဲကျမ်းစာထဲမှာဆင်ခြင်နှလုံးသွင်းတဲ့အခါမှာပုဂ္ဂိုလ်မြောက်များစွာရှိတယ်။ဒီကနေ့ကြာရှုံးတဲ့သူတွေမြောက်များစွာရှိတယ်။ဒါပေမဲ့ကျွန်တော်စိတ်ဝိညာဉ်ထဲမှာတို့ထီချင်းတာရွတ်တို့ထီချင်းခံရတဲ့အရာက the life of John the Baptist ဒီကနေ့ဗတ္တိဇံရောက်အောင်ရဲ့အသက်တာကိုကျွန်တော်ဒီမတန်မှဖတ်ရတဲ့အခါမှာခွန်အားရရှိရပါတယ်။ဆိုတော့ခတ်တူလေးပဲကျွန်တော်တွားချင်တယ်ဆိုတော့ရှင်မာသဲခရစ်ဝင်အခန်းကြီး14အငယ်6မှ30မာသဲ14ရှင်မာသဲခရစ်ဝင်ကျမ်းခန်းကြီး14အငယ်โอเคကျွန်တော်မှတ်ထားတာတော့ရှစ်ကနေဖြစ်တယ်ဟုတ်ပြီရှစ်ကနေပဲဖတ်လိုက်မယ်ဆိုတော့မာသဲ14အငယ်ရှစ်ကနေကျွန်တော်ဖတ်လိုပါတယ်ဆိုတော့6ကနေဟုတ်ပြီဒါဆို6ကနေပဲဖတ်လိုက်မယ်
အငယ်6မှာရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး14အငယ်6မှာထိုနာမဟေရုကိုဖွာတော်နေရနိုင်နေစဉ်ပွဲခံစဉ်တွင်ဟေရိုဒီသမီးဒီပွဲသည်၌ကသဖြင့်ဟေရိုဒီနုညတဆိရှိလျင်ငါဒီတင်တောင်းသည်မြတ်ကိုပေးမိဟုကျိန်ဆိုလေ၏အငယ်8မှာထိုမိမငယ်ဒီသူ၏အမိတိုက်သွင်းတဲ့အတိုင်းဗတ္တိဇံယောဟန်၏ဦးခေါင်းကိုအေလင်ပါ၌ပေးတော်မူပါဟုတောင်းလျှောက်၏မင်းကြီးဒီဝတ်နေတော်လဲကျိန်ဆိုခြင်းကို၎င်းအပေါင်းဖို့တော်၏မျက်နှာကို၎င်းထောက်သောကြောင့်ပေးစီဟုအမိန်တော်ရှိလေလူကိုစေလွှတ်၍ယောဟန်၏လည်ပင်ကိုထောင်ထဲမှာဖြတ်စေ၏ဆိုတော့ဒီကျမ်းပိုက်လေးကဗတ္တိဇံယောဟန်ရဲ့အသေးသက်ခြင်းခံရတဲ့အကြောင်းအရာလေးဖြစ်တယ်ဆိုတော့ဒီအရာမှာကျွန်တော်ဘာကိုခွန်အားပေးချင်လဲဆိုတော့ဗတ္တိဇံယောဟန်ဆရာကဒီကနေ့ဓမ္မဟောင်းမှာကြည့်မယ်ဆိုရင်မာလခိနဲ့အဆုံးသတ်တယ်မာလခိကျမ်းမှာဒီကနေ့မာလခိကနောက်ဆုံး prophet ဖြစ်ပြီးတော့သူ့နောက်မှာနှစ်ပေါင်း400တိတိဖျားသခင်ကခမဲတော်ကအဘယ်သူများကိုစကားလာမပြောတော့ဘူးဖြစ်တယ်ဒီကနေ့ the gap theory God silence လို့လည်းခေါ်တယ်ဆိုတော့ဒီအရာမှာနှစ်ပေါင်း400တိတိဖျားသခင်ကနောက်ဆုံးမာလခိကိုပြောပြနောက်ပိုင်းမှာ400တိတိဘယ်သူမှစကားမပြောတော့ဘူးတိတ်ဆိတ်စွာနေတဲ့နောက်ပိုင်းမှာမှပထမဦးဆုံးဒီကနေ့ prophet ဖြစ်တဲ့ယုံကြည်သူခရစ်တော်ကိုလက်ခံတဲ့ဗတ္တိဇံယောဟန်ကိုပထမဦးဆုံးအနေဖြင့်ပြန်လည်ပြောအသုံးပြုလာတာတွေ့ရတယ်ဆိုတော့ဒီပထမဦးဆုံးအသုံးပြုလာတဲ့ဗတ္တိဇံယောဟန်ကလည်းအကြာကြီးအသက်မရှင်လိုက်ရဘူးဘာလို့လဲဆိုတော့သူဟာအသေးသက်ချင်းခံရတယ်ဘာလို့အသေးသက်ချင်းခံရလဲဆိုတဲ့အရာကိုကျွန်တော်မေးမောင်းထိုးပြချင်တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဗတ္တိဇံယောဟန်ကကျွန်တော်တို့အားလုံးသိတဲ့အတိုင်းတော၌ဟစ်ချက်တော်သူ၏အတန်မှာဒီကနေ့ထာဝရဘုရားပေသည်ထာဝရဘုရားရဲ့အတန်ကိုအသုံးပြုတဲ့ခံရတော့သူဟာဒီကနေ့ဗတ္တိဇံယောဟန်ဖြစ်တယ်သို့တော်လည်းသူ့ကိုဘယ်သူကတတ်တာလဲဒီညမှာကျွန်တော်တို့တွေ့ရပြီဆိုတော့ဟေရိုဒီဤသမီးကဆိုတော့ဒီ contest ဒီချမ်ပါရဲ့ contest ကဘာလဲဆိုတော့တရက်မှာဟေရိုကသူရဲ့နေ့စဉ်နေ့တိုင်းပြုလုပ်တဲ့မွေးနေ့မှာသူရဲ့မွေးနေ့ကျင်းပတယ်သူရဲ့မွေးနေ့မှာဟေရိုဒီရဲ့သမီးကကပြီးတော့ဖြော်ပြတဲ့ခါမှာဟေရိုကအလွန်ပဲစိတ်ချနှပ်ပြီးတော့မင်းတောင်းတဲ့မြောက်ငါပေးမယ်မင်းဘာလို့ချင်လဲလို့ပြောတဲ့ခါမှာဒီကနေ့သူ့ရဲ့အမေကိုဟေရိုဒီကိုဒီဘင်္ဂလီကအမျိုးသမီးကလေးမကတွားမေးပြီးတော့ဘာတောင်းဆိုရမလဲလို့ပြောတဲ့ခါမှာဒီဟေရိုဒီကဗတ္တိဇံယောဟန်ရဲ့ဦးခေါင်းကိုငါလိုချင်တယ်ဆိုပြောတယ်ဆိုတော့ဒီညမှာအင်မတန်မှဝမ်းနည်းစရာကောင်းတာကဘာလို့ဒီဟေရိုဒီကဗတ္တိဇံဆရာရဲ့ဦးခေါင်းကိုမှလိုချင်တာလဲနောက်ပြန်ဆက်ကြည့်တဲ့ခါမှာသူကဟေရိုကဒီကနေ့သူ့ရဲ့ညီဖိလစ်ပုရဲ့မိန်းမဟေရိုဒီကိုသူကတိမ့်ပိုက်လိုက်တယ်။တနည်းအားဖြင့်နားလည်အောင်ပြောရရင်ဟေရိုကသူ့ရဲ့ညီမိန်းမကိုတိမ့်ပိုက်လိုက်တယ်။တိမ့်ပိုက်တဲ့ခါမှာယောဟန်ကဗတ္တိဇံယောဟန်ကတာဟာဖျားအလိုတော်မဟုတ်တဲ့အကြောင်းထောက်ပြတဲ့ခါမှာဒီကနေ့သူတို့ကအမျက်တော်ထွက်ပြီးတော့ငါ့ကိုပြောရကောင်းလားဆိုပြီးတော့ဒီကနေ့ရှင်ဘုရင်ကသူ့ကိုဖမ်းပြီးတော့ထောင်ထဲမှာထည့်ပြီးတော့အစုံလိုက်ဒီကနေ့အဆုံးသတ်ခြင်းကွပ်မျက်ခြင်းကိုထောင်ထဲမှာခံလိုက်ရတယ်ဆိုတော့အေယာကိုဆင်ခြင်တဲ့ခါမှာကျွန်တော်အင်မတန်မှစိတ်နှလုံးတူထိတယ်ဘာလို့လဲဆိုတော့နှစ်ပေါင်း400တိတိဖျားသခင်ကဘသူမှအသုံးမပြုတော့တဲ့ခါမှာပထမဦးဆုံးသူအသုံးပြုတဲ့ဒီလူကိုမှအကြာကြီးနှုတ်ကပတ်တော်ကိုဒီကနေ့အမှုတော်မဆောင်လိုက်ရဘဲနဲ့ကောင်းဖြတ်ခြင်းကွပ်မျက်ခြင်းကိုခံလိုက်ရတယ်ဘာလို့လဲဒီကနေ့အမှန်တရားကိုထောက်ပြတဲ့ခါမှာအသက်ချင်းကိုခံရပါတယ်ဒီကနေ့ညီကိုမောင်နှမတို့အသင်းတော်မှာလဲ church ministry မှာလဲ community ministry မှာပဲဖြစ်ဖြစ်ဘယ်အမှုရာမှာပဲဖြစ်ဖြစ်တခါတည်းမှာအမှန်တရားခါပါတယ်လူရဲ့အသက်တာမှာအထူးသဖြင့်မဟုတ်မကန်မဟုတ်တဲ့အရာတွေလုပ်တဲ့ပုံကိုယ်တွေပေါ်မှာတာ၍ခံပြင်းစရာဖြစ်စေပါတယ်ဒါပေမဲ့ညီကောင်မောင်တို့အားပေးရှင်းပါတယ်ဒီကနေ့ဗတ္တိဇံယောဟန်ကဲ့သို့အမှန်တရားကိုထောက်ပြတော်သူဖြစ်ဖို့ရာအရောက်စီတဲ့မှာဖျားရှင်ကောင်းကြီးရှိပါစေဒီကနေ့ဗတ္တိဇံဆရာယောဟန်ကတော့ထောင်ထဲမှာကိုမျက်ချင်းခံရတယ်ဘာလို့လဲသူ့ရဲ့ညီဟေရိုကသူ့ရဲ့ညီဖိလစ်ပုရဲ့မိန်းမဟေရိုဒီကိုတိမ့်ပိုက်တဲ့အရာကိုထောက်ပြတဲ့ခါမှာမကြိုက်ဘူးဆိုပြီးထောင်ထဲမှာထိုးတဲ့ချင်းခံရတယ်အသေးသက်ချင်းလည်းခံခဲ့ရတယ်ဆိုတော့ဒီကနေ့အင်မတန်မှဝမ်းနည်းစရာကောင်းပါတယ်ယေရှုရဲ့ခါစဉ်လို့လည်းခေါ်လို့ရတယ်သူ့ထက်6လပဲယေရှုထက်6လပဲကြီးတဲ့ဒီယောဟန်လေးကဒီကနေ့စောစီအဆုံးသက်ခံရတယ်ဆိုတာတွေ့ရပါတယ်ဆိုတော့ဒီကနေ့မှာကျွန်တော်အားပေးချင်တာကကျွန်တော်တို့ရဲ့အသက်တာမှာဟေရိုကအခွင့်အာဏာကိုအသုံးချရဲဆိုတာတွေ့ရတယ်နောက်ပြီးတော့
ဖျားရဲ့အမှုတော်မြတ်၌ပါဝင်တဲ့သူကိုဒီကနေ့ဟေရိုဒိရဲ့သမီးကတော့အဆုံးသတ်ဖို့ရန်ဒီကနေ့လက်ဆောင်ကိုဒီကနေ့ဟေရိုကမင်းဘာလက်ဆောင်လို့ရှင်တယ်လို့ပြောတဲ့ခါမှာဖျားရဲ့လူကိုမှခေါင်းကိုမှသွားတောင်းဆိုတယ်ဒီကနေ့ကျွန်တော်တို့ရဲ့တက်တာမှာလဲဆင်ခြင်ဖို့ရန်ဒီကနေ့ယေရှုဖျားမွေးဖွားရဤနေ့ရက်မှာကျွန်တော်တို့ယေရှုစီကနေဘာတောင်းဆိုနေလဲမိခွန်းတစ်ခုမေးစီလိုတယ်နောက်ပြီးတော့ဟေရိုရဲ့အသက်တာလည်းမဖြစ်ဖို့ရအင်မတန်မှအရေးကြီးပါတယ်ကျွန်တော်တို့အသင်းတော် ministry ပဲဖြစ်ဖြစ် community တစ်ခုခုမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအခွင့်အာဏာရှိတဲ့ခါကျရင်ပညာအရေးချင်းတိုးမြင့်လာတဲ့ခါကျရင်မာနထောင်တော့တတ်ပါတယ်ပြီးရင်ဒီအရာပေါ်မှာအခွင့်အာဏာတွေကိုအတုံးချလာတတ်ပါတယ်ကျွန်တော်တို့ပုထုဇဉ်လူသားဖြစ်တဲ့အတွက်မာနလေးတွေကျွန်တော်တို့ရှိတတ်ပါတယ်တခါတည်းရမှာဒီကနေ့ဟေရိုကတော့သူ့ရဲ့အခွင့်အာဏာကိုအတုံးချပြီးတော့ဒီကနေ့မတက်တဲ့လူကိုမှ one နဲ့စွာနဲ့နောက်ကဘတော်ပြောတယ် one နဲ့စွာနဲ့မတက်ချင်တော့လေဒီကနေ့တက်လိုက်ရတယ်ဘာလို့လဲသူရဲ့အခွင့်အာဏာကိုအတုံးချတယ်ဒီကနေ့ကျွန်တော်တို့သင်ချင်တဲ့လုံးသွင်းခွန်အားပေးလို့တာကအတင်းတော်မှာရှိတဲ့အတင်းလူကြီးတွေပြီးရင် community တစ်ခုခုမှာခေါင်းဆောင်များတွေဒီကနေ့ကျွန်တော်တို့ဘုရားအလိုတော်ကိုဆောင်တာလားကိုယ်အလိုကိုတခါတည်းမှာဆောင်တာလားဆိုတဲ့အရာကိုသင်ချင်စေလိုတာဖြစ်ပါတယ်ဟေရိုကဲတို့အသက်တာဆုံးဖြတ်ချက်မမတော်သူများဖြစ်ဖို့ရောက်စီတဲ့မှာဖျက်ရှင်ကောင်းချီးပေးပါစေဆိုတော့ဒီအရာလေးကအင်မတန်မှ oneness ရာဖြစ်လေးဖြစ်ပါတယ်ဆောဆောစီစီအဆုံးသတ်လိုက်ရတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့သက်တာမှာအင်မတန်မှအခွင့်အာဏာကိုအတုံးမချဘဲနဲ့ဒီအခွင့်အာဏာပေါ်မှာလှုပ်ဆောင်တော့သူကျင်လေတော့သူမဖြစ်ဖို့ရန်ထပ်မံ၍တူကြီးစင်တိုင်းအငယ်ဆုံးမှအကြီးဆုံးတိုင်းပေါ်မှာဖျက်ရှင်ကောင်းချီးပေးပါစေဆိုတော့ကျွန်တော်တို့ခက်မြန်ပဲတွားရအောင်နောက်တစ်ချက်အနေနဲ့ဒါဝိရဲ့အသက်တာကျွန်တော်တွားလိုပါတယ်ဆိုတော့ဘေးအရာမှာတွေ့ရလဲဆိုရင်ဓမ္မရာဇဝင်ဒုတိယစာဆောင်နိယာဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး7အခန်းငယ်14မှ19ဆိုတော့ဒီပုဂ္ဂိုလ်ကလည်းဘလို့အာနာမျိုးကိုတုံးပြီးတော့ဘလို့အသက်တာနဲ့ဒီကနေ့ဖျားရှင်းမောက်မှာကြာရှုံးခဲ့တယ်လဲဆိုတာတစ်ချက်လေးသင်ချင်ဖို့ရန်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်အားလုံးသိရဒါဝိအသက်တာဂေါလိယကိုနိုင်တယ်ဒီကနေ့အင်မတန်မှရှောလူရဲ့သမီးကိုထိမ်းမြချင်းခွင့်ရတယ်ဖျားရဲ့မျက်နှာသာပေးခြင်းခံရတယ်ဖျားရဲ့မျက်စံတော်ကိုတိုးထီတော်သူဆိုပြတော့ကဘာတော့ပေါ်ပြထားတယ်ဒါဝိကအင်မတန်မှပြည့်စုံတော်သူဖြစ်တယ်တိုးတော်လဲသူလဲလူသားဖြစ်တဲ့အလျောက်ခုနကျွန်တော်တို့အခြေပြုကြားမှာ focus Bible မှာ John 10 verse 10မှာဖတ်တော်လို့ပြောဒီကနေ့တခိုးခိုးချင်းတက်ချင်းကလာတယ်လို့ဆိုတကယ်တော့ဘလောက်ပဲတင်ပြည့်စုံနေပါစေဘလောက်ပဲနှုတ်ကပတ်တော်နဲ့တင်တွာလာတော်သူဖြစ်ပါစေတခါတရံမှာတော့ဒီကနေ့စာတမန်နိုင်ရဲ့နောက်ဆက်ခြင်းကိုတော့ခံရမှာဖြစ်တယ်ဒီကနေ့ဒီမှာလဲဒါဝိရဲ့အသက်တာမှာလဲဘလောက်ပဲအသက်တာကောင်းလာခဲ့ပါစေတရက်မှာသူဟာစာတမန်နိုင်ရဲ့ဝါမျိုးချင်းကိုခံရပါတယ်အလုံးသိပေမဲ့လည်းဖတ်လို့ပါတယ်ဆိုတော့ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး7အခန်းငယ်14မှ19ဆိုတော့14မှ19မှာဘာတွေ့ရလဲဆိုတော့နန်းနဲ့မာဒါဝိသည်မာစာကိုရေရွေးဥရိယလက်တွင်ယောဘတို့ပေးလိုက်၏မာစာချက်ဟုမူကားကြက်တဲစွာစစ်တရာတဦး၌ဥရိယကိုခံထားပြီးမှသူဒီရန်သူလက်တို့ရောက်ရွေးတည်စေခြင်းကတပ်များကိုယုတ်သိမ်းလောဟုပါတည်းအမိန်တော်အတိုင်းယွာဘသည်မြို့ကိုကြည့်ရှုပြီးမှခွန်အားကြီးသောသူရဲ့ရှိရာရန်၌ဥရိယကိုခံထားလေ၏မြို့သားတို့သည်ထွက်၍ယွာဘနှင့်စစ်ပြိုင်သောအခါဒါဝိဒ်၏ကျွန်အချို့တို့သည်တေကြ၏ဟိတ်တိလူဥရိယသည်လည်းတေ၏တဲ့ဆိုတော့ဒီအဖြစ်ပြက်လည်းကျွန်တော်တို့အားလုံးသိတယ်ဒီအဖြစ်ပြက်မှာလူပုဂ္ဂိုလ်၃ဦးအချုပ်အနေနဲ့ပြောရရင်တွေ့ရတယ်ဒါဝိဒ်ရဲ့အသက်တာဒီကနေ့ဥရိယရဲ့အသက်တာဥရိယရဲ့မိန်းမဘာသာရှေဘအသက်တာလူပုဂ္ဂိုလ်၃ဦးအသက်တာတွေ့ရပါတယ်ဆိုတော့ဒီညမှာဒါဝိဒ်ကလည်းကျွန်တော်ခုနပြောသလိုပဲအသက်တာတောက်လျှောက်ကောင်းလာခဲ့တယ်ဒါပေမဲ့တစ်နေ့မှာဒီကနေ့သူဟာဘာမှလှုပ်ရှားမရှိဘဲနဲ့နှုတ်ကပတ်တော်ဇင်းကြံလျှောက်တယ်လို့ပြောတယ်တနည်းအားဖြင့်နားလည်ပြောရရင်နန်းတော်မှာသူလမ်းလျှောက်နေတဲ့အချိန်မှာဒီကနေ့အင်မတန်မှအစင်းလာတော့ဆိုပြီးနှုတ်ကပတ်တော်ဖော်ပြထားတယ်ဒီအမျိုးသမီးကိုရေချိုးနေတာကိုတွေ့တယ်တွေ့ပြီးတော့ဒီအမျိုးသမီးကိုစိတ်ဝင်စားပြီးတော့ယွာဘကိုမေးတယ်ငါစီခေါ်လာခဲ့ပါဆိုပြီးပြောတယ်အချုပ်အနေနဲ့ပြောရရင်သူ့မှာယောက်ျားဥရိယရှိတာကိုတိရဲ့နဲ့သူမိန်းမကိုဒီကနေ့ရှက်တင်လေဤဆိုပြီးနှုတ်ကပတ်တော်ပြောတယ်ရှက်တင်လေဆိုတဲ့အခါကျရင်ပြစ်မှားလိုက်တယ်ပြစ်မှားလိုက်ရုံတင်မကဘူး
သူ့ရဲ့ယောက်ျားဥရိယကိုလည်းစစ်နယ်မြေစစ်ရှေ့တန်းမှာပို့ပြီးတော့အဆုံးစီရင်စေလိုက်တယ်ရှေ့တန်းကိုပို့ကြတဲ့ဒီလူကတိမ်မဲ့ဆိုတာသူတိတိရဲ့နဲ့ရှေ့တန်းကိုပို့ခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဒီဇလန်ကိုသိကြပါတယ်ဆိုတော့ဒီညမှာပြောလို့တဲ့ key point လေးကဘာလဲဆိုရင်ဒါဝိဒ်ကအဲ့ချိန်မှာရှင်ဘုရင်ဖြစ်ပြီးရှောလူပြီးရနောက်ပိုင်းမှာဓမ္မရာဇဝင်ပထမစာဆောင်ဆိုတာနဲ့ရှောလူရဲ့တက်တာဖြစ်တယ်ဒုတိယစာဆောင်အခုကျွန်တော်ဖတ်နေတဲ့ဒုတိယစာဆောင်ဆိုရင်ဒါဝိဒ်ရဲ့တက်တာဖြစ်တယ်တတိယစာဆောင်ဆိုရင်ဒီကနေ့ဒါဝိဒ်ရဲ့သားအသက်တာဖြစ်တယ်ဆိုတော့ဒါလေးကတော့ဘုဟုတုဒအနေနဲ့ဖော်ပြလို့တာဖြစ်တယ်ဆိုတော့ဒီညမှာမိမောင်ထိုးပြချင်တာကဘာလဲဆိုရင်ဒါဝိဒ်ကသူ့ရဲ့ရှင်ဘုရင်ယာထုရဲ့အခွင့်အာဏာကိုထပ်သုံးလာတာတွေ့ရပါတယ်သူရဲ့အခွင့်အာဏာကိုသုံးပြီးတော့သူများမယားကိုဒီကနေ့ပြစ်မှားယုံတင်မကဘူးရှက်တင်ယုံတင်မကဘူးသူ့ရဲ့ယောက်ျားကိုပါအဆုံးစီရင်ဖို့အတွက်ရှေ့တန်းကိုပို့လဲဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီညမှာဘာကိုပြောချင်လဲဆိုရင်ကျွန်တော်တို့ရဲ့တက်တာမှာလည်းခုနလိုပြောသလိုမျိုးပဲကျွန်တော်တို့ကဏ္ဍအသီးသီးမှာဥဆောင်တဲ့ခါကျရင်ကိုယ်အလိုကိုကျွန်တော်တို့စောင့်နေသလားဒါမှမဟုတ်ဖျားအလိုကိုစောင့်နေသလားဆိုတဲ့အရာကိုထပ်မှန်ရမြေမောင်းထိုးလို့တာဖြစ်ပါတယ်ကျွန်တော်တို့စင်ချင်ရအောင်17လတီးတီးကျွန်တော်တို့ကြော်ဖြတ်ခဲ့ပြီးပြီ12လပထမပတ်ထိတော့ကျွန်တော်တို့ဝင်စားခဲ့ပြီးပြီကျွန်တော်တို့ဒါဝိဒ်ကဲ့သို့ဟေရုကဲ့သို့အခွင့်အာဏာနဲ့ကျင်လည်နေခဲ့သလားဆိုတဲ့အရာကိုစင်ချင်ကြရအောင်ထိုကဲ့သို့ကျင်လည်ခဲ့တဲ့ဆိုရင်ကျွန်တော်တို့ကနစ်ကုံတဲ့ထိထိုအသက်တာနဲ့မဝင်စားဖို့ရဒီကနေ့ဖျားရှင်အလိုရှိပါတယ်နားလည်နိုင်ဖို့ရအရောက်စီတဲ့မှာဖျားရှင်ကောင်းချီးပေးပါစေဒါကြောင့်ဒီညမှာဒါဝိဒ်ကသူ့ရဲ့ပထမအဦးဆုံးမာယွန်းမှုတစ်ခုကိုသူကျူးလွန်လိုက်တယ်အသက်တာတောက်လျှောက်ကောင်းလာတော့လေစာဒမာနရဲ့ဝါမျိုးချင်းကိုဒီကနေ့ပြန်လဲပြောခံခဲ့ရတယ်သို့တော်လဲသူဟာကောင်းတဲ့အရာတစ်ခုကဘာရှိလာလဲဆိုရင်ခုနကျွန်တော်တို့ဆင်ခြင်ခဲ့တဲ့ဟေရုကတော့နောင်တရခြင်းမရှိဘဲနဲ့တောက်လျှောက်အသက်တာမာယွန်းချင်းနဲ့ဆုံးသက်ခဲ့တယ်ဒါပေမဲ့ဒါဝိဒ်ရဲ့အသက်တာကဒီကနေ့နောင်တရနိုင်ဖို့ရန်ထောက်ပြတဲ့လူပုဂ္ဂိုလ်တယောက်ဒီကနေ့ဖျားရှင်ကဆေလွတ်ခဲ့တယ်ဟာလေလုယာဒီကနေ့ prophet Nathan ကျွန်တော်တို့သိတယ် prophet Nathan ကိုဖျားရှင်ကဆေလွတ်တယ်ဘာပြောလဲကျွန်တော်တို့ကြည့်အောင် next slide ကိုကျွန်တော်တို့တွားရအောင်ဆိုတော့ဒီဖျားရဲ့လူကသူ့ကိုဘာပြောလဲဆိုရင်ဓမ္မရာဇဝင်ခန်းကြီးစနစ်အခုနကျွန်တော်တို့ဖတ်တာ7အခုစနစ်ရောက်တဲ့ခါမှာဓမ္မရာဇဝင်ခန်းကြီးစနစ်အငယ်1မှ9ကျွန်တော်ပဲဖတ်ပါမယ်နည်းနည်းရှည်တဲ့အတွက်ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီးစနစ်အငယ်1ကနေ9နောက်တစ်ဖန်တော်ဖျားဒီ prophet Nathan ကိုဒါဝိဒ်ထံသို့ဆေလွတ်တော်မူသဖြင့်နာသန်သည်ဝင်၍အရှင်မင်းကြီးဤမီတော်မြို့တွင်တထေးတူစင်းရဲသောတူရှိပါ၏တထေးသည်အလွန်များစွာသောတိုးနာမစရီတို့နှင့်ကြွေဝပြည့်စုံပါ၏စင်းရဲသားမူကားမိမိဝေ၍မွေးစားသောတိုးမကလေးတကောင်တပါးတဲ့sorry စင်းရဲသားမူကားမိဝေ၍မွေးစားသောတိုးမကလေးတကောင်ထဲမှတပါးအခြားသောဥစ္စာမရှိပါထိုတိုးမကလေးသည်အရှင်နဲ့၎င်းအရှင်သားသမီးနဲ့၎င်းပေါင်း၍ကြည်ပွား၏အရှင်၏အစာကိုလည်းစားသ၏အရှင်၏ရေခွန်း၌လည်းတောက်တတ်၏အရှင်၏ရင်ခွန်း၌လည်းအိပ်၍သမီးကဲ့သို့ဖြစ်၏တထေးအိမ်သို့ဧည့်သည်တူရောက်၍တထေးသည်ဧည့်သည်ကိုလှုပ်ကြွေးဖို့မိမိတိုးနွားများကိုနှမျောသောကြောင့်မယူစင်ရသား၏တိုးကလေးမကိုယူ၍ဧည့်သည်ကိုလှုပ်ကြွေးဖို့ချက်ပါသည်ဟုရှောက်လေ၏ဆိုတော့ဒီညမှာခုနဒါဝိဒ်ကသူမြတ်မယားကိုတိမ့်ပိုက်ပြီးယုံတယ်မကဘူးဥရိယကိုပါအသေးသက်ချင်းကိုပြုတ်လုပ်တဲ့ခါမှာဒီကနေ့ဖျားရှင်ကအငြိမ်မနေဘဲနဲ့သူ့ရဲ့သားဒါဝိဒ်သူ့ရဲ့နှလုံးသားကိုတိုးထီတော်သူဒါဝိဒ်ကိုဒီကနေ့မစွန့်ပယ်ခြင်းတဲ့အတွက်ချစ်လွန်အားကြီးလို့ဒီကနေ့ second chance ကိုပေးခဲ့တယ်ဆိုတာတွေ့ရတယ်အဲ့ဒီ second chance အခွင့်အရေးကိုပေးဖို့ရန်အတွက်သူ့ရဲ့အမလုပ်ရက်ကိုထောက်မဖို့ရန်အတွက် prophet Nathan ကိုဆေလွတ်တယ် prophet Nathan ကဒီကနေ့တတိရှိစွာနဲ့ရဲရဲဝံ့ဝံ့နဲ့ရှင်ဘုရင်တပါးရဲ့အမားကိုထောက်ပြဖို့ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးညီကောင်မောင်နှမတို့ဒါပေမဲ့ရဲဝံ့စွာနဲ့ဒီကနေ့အမားကိုထောက်ပြဖို့ရန် prophet Nathan ကခြေတက်လာပြီးတော့ဘာလုပ်လဲဆိုရင် तू ကတကယ်ပညာရှိပါပဲတွေးဝိုင်းနေနဲ့ तू ကပြောတယ်ဒါဝိဒ်မင်းရဲ့အသက်တာရှင်ဘုရင်မင်းရဲ့အသက်တာမာယူနေပြီလို့ပြောမဲ့အစားဥပမာလေးနဲ့ तू ကပြောပါတယ်ဒီကနေ့အရှင်မင်းကြီးတဲ့တထေးသမားတဲ့တိုးနွားအများကြီးရှိတယ်တဲ့
သူ့ရဲ့စင်ရသားစင်ရသားသူစီမှာတော့တိုးကလေးတကောင်ပဲရှိတယ်တဲ့ဒါပေမဲ့ဧည့်သည်လာတဲ့ခါမှာဒီအိမ်ရှင်တထေးကသူ့ရဲ့များစွာသောရှိတဲ့တိုးနွားတဲ့ကနေမတက်ဘဲနဲ့ဒီမရှိမဲ့တကောင်တည်းရှိနေတဲ့ဒီစင်ရသားရဲ့ဥစ္စာကိုမှသွားပြီးတော့တက်ပြီးတော့ဧခံတယ်လို့ပြောတဲ့ခါမှာအရှင်မင်းကြီးကစိတ်တူပြီးတော့ဟာဒီလိုအရှင်မထားတဲ့မို့ဒီလိုအသက်တာမျိုးဆိုပြီးပြောတဲ့ခါမှာနာတန်ကဘာပြောလဲဆိုတော့အရှင်မင်းကြီးဒါဘယ်သူမှမဟုတ်ဘူးအရှင်မင်းကြီးကိုလိုပင်ဖြစ်တယ်ဆိုပြီးတော့ရဲရဲဝံ့ဝံ့ဖော်ပြတယ်ဆိုတာတွေ့ရပါတယ်အဲ့ဒီချိန်မှာဒါဝိုရဒိန်းကနေပဲဒီကနေ့ဝိညာဉ်မျက်စိပြန်လင်းလာပြီးတော့ဖျားရှိမောက်မှာပြန်လဲပြီးတော့ဒူးထောက်တောင်းပန်တဲ့ခါမှာဖျားက second chance အခွင့်အရေးပေးပြီးတော့ဒီကနေ့ဖျားရဲ့အမှုတော်မြတ်၌တာ၍ပြန်လဲပြီးတော့ချီးမြှောက်တဲ့အသက်တာကိုဒီကနေ့ကျွန်တော်တို့မြင်တွေ့ရပါတယ်ဆိုတော့ဒီလိုပြန်လဲချီးမြှောက်ခြင်းဂုဏ်ပြုခြင်းခံရဖို့အတွက်ဒီကနေ့ကျွန်တော်တို့အသက်တာမှာဒါဝိကဲ့သို့နောင်တရဖို့ရအရေးကြီးပါတယ်ဟာလေလုယာဒါကြောင့်ဒီညမှာကျွန်တော်အင်မတန်မှခွန်အားရတဲ့အပိုင်းကဘယ်အပိုင်းလဲဆိုတော့ prophet နာတန်ရဲ့အသက်တာဖြစ်တယ်ရှင်ဘရင်လိုလူကြီးကိုလာပြီးတော့မာယွန်းကြောင့်လာပြောရတဲ့ဆိုတဲ့တတိကနဲတဲ့တတိတော့မဟုတ်ပါဘူးဒီကနေ့ကျွန်တော်တို့ဆင်ခြင်ရအောင်အသင်းတော်မှာ community မှာဥဆောင်သူပဲဖြစ်ဖြစ်နောက်လိုက်လူပဲဖြစ်ဖြစ်အဆုံးတူလောက်ရက်လေးတွေမန်တလူလိုရှိတော်လဲမားတဲ့ခါမှာမားလာတဲ့ခါမှာကျွန်တော်တို့ထောက်ပြရဲလားကျွန်တော်တို့ဒီအမားကိုဖော်ပြရဲလားဆိုတဲ့အရာကိုကျွန်တော်တို့ဆင်ခြင်ဖို့ရဖြစ်တယ်ကျွန်တော်အတင်းတော်မှာတော့ကျွန်တော်ကတော့ဘာမှမဟုတ်ပေမဲ့ဘာမှမဟုတ်တဲ့သူငယ်လေးဖြစ်ပေမဲ့ပြောစရာရှိတဲ့အရာတွေကတော့ကျွန်တော်ကတော့ရဲရဲဝံ့ဝံ့ထောက်ပြတယ်ထောက်ပြလို့လဲဒီနေ့အချို့သောသူကကြိုက်တဲ့သူရှိတယ်မကြိုက်တဲ့သူရှိတယ်ဒါပေမဲ့ကျွန်တော်တော့ prophet နာတန်ကိုကျွန်တော်အယံခွန်အားရတယ်ဟိုးအရင်ကတည်းကတင်းတော်မှာကျွန်တော်တို့ထောက်ပြရဲရမယ်ဖော်ပြရဲရမယ်ဟာလေလုယာဒီကနေ့ကျွန်တော်တို့အသင်းတော်ကိုချစ်ရင်ဖျားလူကိုချစ်ရင်ကျွန်တော်တို့ထောက်ပြရဲရမယ်နားလည်နိုင်ဖို့ရဝိညာဉ်တော်ပြန်ပါစားပါစေဆိုတော့ကျွန်တော်တို့ဒီမှာ prophet နာတန်ရဲ့ထောက်မှခြင်းထောက်ပြခြင်းအပြင်ဒါဝိမင်းကြီးကဒီကနေ့ပြန်လဲပြီးတော့မျက်နှာသာရခြင်းအခွင့်ကိုရရှိပိုင်ဆိုင်နိုင်တာဒီကနေ့ထောက်ပြရတဲ့ prophet နာတန်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မြေကြီးပေါ်မှာတက်ရှင်တဲ့ခါမှာလဲမားတဲ့အရာကိုမားတဲ့အတိုင်းကျွန်တော်တို့ထောက်ပြရဖို့လိုအပ်ပါတယ်နောက်ပြီးတော့အခွင့်အာဏာကိုတုံးတဲ့သူကတော့တုံးမနေမှာပဲတုံးတဲ့ထဲမှာဟေရိုကဲတော့ကျွန်တော်မဖြစ်ဘဲနဲ့ဖြစ်ခဲ့ရင်တော့မှနောင်တရပြီးတော့ဒါဝိကဲတော့ပြန်လဲလာတော့သူဖြစ်ဖို့ရအရောက်စီတဲ့မှာဖျားရှင်ကောင်းချီးပေးပါစေဆိုတော့ကျွန်တော်တို့အချိန်နဲ့တွားလာပြီဖြစ်တဲ့အတွက်ကျွန်တော်ကြော်လိုက်မယ်နောက်ဆုံးဘသူရဲ့အသက်တာနဲ့ကျွန်တော်တွားချင်လဲဆိုရင်ယေရှုဖျားရဲ့အသက်တာနဲ့ကျွန်တော်မိမောင်ထိုးပြချင်ပါတယ်နောက်ဆုံးအနေနဲ့ဆိုတော့ဘယ်အသက်တာကိုကျွန်တော်တို့တွားစေချင်လဲဆိုရင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး၈အခန်းငယ်9မှ17ကျွန်တော်တို့ projector စင်ပြင်ထိုးပြပေးပါရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး၈ယောဟန်ခန်းကြီး၈အခန်းငယ်9မှ17ခန်းကြီး၈အခန်းငယ်9မှ17ဟုတ်ပြီတွေ့ပြီဆိုရင်ကျွန်တော်တို့ projector ကိုကြည့်ပေးပါကျွန်တော်တော့ကျမ်းစာကိုပဲဖတ်လို့ပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး၈အပိုင်းငယ်9မှ17ထိုသူတို့သည်အထက်ထက်မေးလျှောက်ကြသောအခါကိုလန်တော်မူ၍သင်တို့တွင်အပြစ်ကင်းသောသူသည်ရှေးဥစွာကြောက်ခဲနေပြစ်ဟုမိန့်တော်မူပြီးမာတဖန်အောက်သို့ငုံ၍မြေ၌ရေးသားတော်မူပြန်၏ထိုသူတို့သည်ကြားရလျင်မိမိတို့စိတ်နှလုံးသည်မိမိတို့အပြစ်ကိုဖော်ပြသဖြင့်အသက်ကြီးသောသူမှစာ၍အငယ်ဆုံးသောသူတိုင်းအောင်တယောက်နောက်တယောက်ထွက်သွားကြ၏ယေရှုသည်တယောက်တည်းကြံတော်မူ၍မိန်းမသည်လည်းအလယ်၌ရပ်နေ၏အငယ်30မှာထိုအခါယေရှုသည်ကိုလန်တော်မူပြန်၍ထိုမိန်းမတပါအဘယ်သူကိုမျှမမြင်လျင်အချင်းမိန်းမတင်းကိုအပြစ်တင်သောသူတို့သည်အဘယ်မှရှိကြသနည်းတင်း၏အမှုကိုအဘယ်သူမျှမစီရင်လောဟုမေးတော်မူ၏ထိုမိန်းမကလည်းအဘယ်သူမျှမစီရင်ပါသခင်ဟုရှောက်၏ငါသည်လည်းတင်းအမှုကိုမစီရင်တွားလောနောက်တဖန်ဒုစရိုက်ကိုမပြုနဲ့ဟုမိန်တော်မူ၏ပတ်သွားတဲ့နှုတ်ကပတ်တော်ပေါ်မှာအရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေဒီညမှာဘသူရဲ့တက်တာတွေ့ရလဲဆိုတော့ကျွန်တော်တို့အားလုံးသိပြီးသားပါမတန်ရှင်တဲ့ဒီကနေ့အပြစ်လုပ်တဲ့အမျိုးသမီးတဦးရဲ့တက်တာနဲ့ပြီးရင်ဖာရိရှဲတို့ရဲ့တက်တာပြီးရင်သခင်ယေရှုခရစ်တော်လူပုဂ္ဂိုလ်သုံးဦးမိန်းလျက်လေးနဲ့ပြန်လဲပြောမြင်တွေ့ရပါတယ်
ဆိုတော့ဒီညမှာဘာတွေ့ရလဲဆိုရင်ဒီယေရှုခရစ်တော်ကိုမျိုးစုံအပြစ်ပေးခြင်းအပြစ်မရှိရှိအောင်အပြစ်ရှာခြင်းတော့တဲ့အခါမှာရှာခြင်းနေတဲ့ဘာလဲဒီကျန်တဲ့ပုဂ္ဂိုလ်တွေဖာရိရှဲတွေကသခင်ယေရှုကိုမေးခွန်းထုတ်တယ်ကိုတော့ဒီအမျိုးသမီးကမတန်ရှင်ဘူးဒီကနေ့ပညာတိကျမ်းမောရှိရဲ့လောအရာပညာတိကျမ်းဆိုတဲ့ခါကျရင်ကျမ်း၅ကျမ်းရှိတယ်ကျွန်တော်တို့အားလုံးသိတယ်ဘိုင်ဘလကိုအရာထိုရာလိုလည်းခေါ်တယ်ပြီးရင်ဖန်တချူလို့လည်းခေါ်တယ်နောက်ကဗမာလိုအရာပညာတိကျမ်း၅ကျမ်းလို့ခေါ်တယ်ကပ္ပဦးကျမ်းထွတ်မြတ်ရောကျမ်းဝတ်ပြုရကျမ်းတောလေရကျမ်းတရားဟောရကျမ်းဆိုပြီးတော့ကျမ်း၅ကျမ်းရှိပါတယ်ဒါတော့မောရှိရေးဆက်ခြင်းဖြစ်ခဲ့ပါတယ်ဆိုတော့ဒီညမှာဒီဖာရိရှဲတွေကသခင်ယေရှုကိုအပြစ်ရှာခြင်းတဲ့အခါမှာကိုတော်ဖျားဒီကနေ့ဒီအမျိုးသမီးကမတန်ရှင်းဘူးဆိုတော့အပြစ်နဲ့ပြည့်တဲ့လူဖြစ်တဲ့အတွက်သူ့ကိုမောရှိရဲ့ပညာတိကျမ်းစာအရကြောက်ခဲနဲ့ပြစ်ထိုက်တင်တော်လူပုဂ္ဂိုလ်ဖြစ်ပါတယ်သူ့ကိုအသေးသက်တင်ပါတယ်ဆိုပြီးတော့အပြစ်လာရှာပါတယ်အဲ့ဒီညမှာယေရှုခရစ်တော်ရဲ့ပြောဆိုခြင်းရဲ့တိုက်တွန်းခြင်းကဘာလဲဆိုရင်ဒီကနေ့မင်းတို့မှာရောအပြစ်ကင်းတဲ့သူငါမှာအပြစ်မရှိပါဘူးလို့ခံယူရဲဆိုရင်ကြောက်ခဲနဲ့စတင်ပြစ်လိုက်ပါဆိုပြီးပြောတဲ့ခါမှာဒီကနေ့အချုပ်အနေနဲ့ပြောရရင်ဘသူမှအော်တဘာစိတ်မကြည်လင်တဲ့ခါမှာတန်ရှင်းတယ်လို့မခံစားတဲ့ခါမှာတယောက်ပြီးတယောက်ထွက်သွားကြပြီးတော့ဒီကနေ့ဒီအမျိုးသမီးကိုကြောက်ခဲအားနေဒီကနေ့ကင်းလွတ်ခွင့်ကိုဖျားရှင်ကမဆတနာခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့အခြေပြုကျမ်းယောဟန်ခန်းကြီး30လိုပဲအငယ်30မှာ30အငယ်30မှာပြောသလိုပဲဖတ်သွားတဲ့ကဲ့သို့သခင်ယေရှုကငါမူကားတို့တို့ကိုအသက်လွတ်ယုံမြတ်မကအထူးသဖြင့်အသက်နဲ့ပြည့်စုံဖို့ရန်ပြောသလိုပဲဒီညမှာဒီနေ့နှုတ်ကပတ်တော်နဲ့အညီဖျားရှင်ကသူ့အမှုကိုပြုခဲ့တယ်ဆိုတာတွေ့ရပါတယ်ဟာလေလုယာဒီကနေ့ကျမ်းစာအရာပညာတိကျမ်းအရာထိုရာကျမ်းအရာဖန်တီကျူကျမ်းစာအရာကြောက်ခဲနဲ့ပြတ်တတ်ဖို့ရန်ထိုက်တန်တော်သူဖြစ်တယ်ရှေ့ကိုမတော်ခင်မှာဒီကနေ့ယောရှုမတ်စာခန်းကြီး9အငယ်20မှာတွေ့ရတယ်မဖတ်တော့ဘူးအချိန်ကြာမှာဆိုလို့ဒီယောရှုမတ်စာခန်းကြီး9အငယ်20မှာအာခံရဲ့အသက်တာတွေ့ရတယ်အာခံကတရက်မှာရှင်ဘရင်ရဲ့ရွှေငွေတွေကိုဘယ်လိုပြောမလဲယူထားပြီးတော့မြေအောက်မှာမြုပ်လိုက်တယ်မြုပ်ပြီးတော့သူကရွှေငွေကိုတတ်မှတ်ခြင်းအပြင်ဒီရွှေငွေတွေကိုဝတ်ထားတယ်မြေအောက်မှာဝတ်ထားတယ်ဆိုတော့တွေ့ရဒါကိုဖျားကတိတဲ့ခါမှာဒီကနေ့ယောရှုကတိတဲ့ခါမှာဒီအရာကိုမင်းဒါဖျားရဲ့အမှုကိုစန့်ကျင်တာပဲဒါကြောင့်ပညာတိကျမ်းစာရမင်းဟာကြောက်ခဲနဲ့ပြည့်ရမယ်ဆိုပြီးတော့ဒီကနေ့ဣသရေလလူတွေရဲ့ကြောက်ခဲနဲ့ပြည့်တတ်ခြင်းကိုဒီအာခံကခံခဲ့ရတယ်ဆိုတော့ဓမ္မဟောင်းမှာယောရှုရဲ့လက်ထက်မှာတနည်းအားဖြင့်ဓမ္မဟောင်းပညာတိကျမ်းစာခက်မှာကျမ်းခက်မှာအပြစ်ရဲ့အခါကတည်ခြင်းပေသည်ကြောက်ခဲနဲ့ပြည့်တတ်ခြင်းခံရတယ်ဒါပေမဲ့ကျေးဇူးတော်ကာလမှာယေရှုခရစ်တော်အားဖြင့်ယေရှုရဲ့အသွေးသွန်းခြင်းအပြင်ကျွန်တော်တို့ဟာဒီကနေ့အပြစ်နဲ့ကင်းလို့မဟုတ်ဘဲနဲ့အပြစ်တန်ရှင်းလို့မဟုတ်ဘဲနဲ့တန်ရှင်းလို့မဟုတ်ဘဲနဲ့ယေရှုခရစ်တော်ရဲ့အသွေးတော်ကိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့ဟာဒီကနေ့ကြောက်ခဲနဲ့ဤအမျိုးသမီးလွတ်တကယ်တော့ကျွန်တော်တို့ရဲ့တက်တာမှာလဲထိုယေရှုကိုယုံကြည်ခြင်းအပြင်ဒီကနေ့အပြစ်လို့တော်လဲယေရှုရဲ့ခွင့်လွှတ်ခြင်းကိုရရှိပိုင်ဆိုင်နိုင်တာထိုယေရှုဖခင်ရဲ့ကြီးစွာကြောင့်ဖြစ်တယ်ဟာလေလုယာထိုဖျားကိုလက်ခုပ်တီးလေးနဲ့ကြိုဆိုရအောင်ထိုဖျားကိုလက်ခုပ်တီးလေးနဲ့ဂုဏ်ပြုရအောင်ဟာလေလုယာဒီကနေ့ထိုက်တန်လို့မဟုတ်ညီကောင်မတော်အာခံကတော့သူသာဓမ္မတစ်မှာတက်ရှင်ခဲ့တယ်ဆိုရင်သူလည်းလွတ်မြောက်ခြင်းခံရမှာပဲသို့တော်လည်းဓမ္မဟောင်းမှာကျင်လည်ရတဲ့အခိုက်အတန့်ဖြစ်တဲ့အတွက်အပြစ်ရဲ့အခအလျောက်ပညာတိကျမ်းစာအရာကြောက်ခဲနဲ့ပြတ်တတ်ခြင်းကိုခံခဲ့ရပါတယ်သို့တော်လည်းကျွန်တော်တို့အခြေပြုကျမ်းလိုပဲငါဒီအသက်လွတ်ယုံမြတ်မကအထူးသဖြင့်အသက်နဲ့ပြည့်စုံဖို့ရန်ပြောတဲ့အတွက်ယေရှုဖျားထိုအတွက်လာတည်းလို့ပြောတယ်လို့ပဲဒီမှာလဲမတန်ရှင်တဲ့အမျိုးသမီးကအပြစ်ရဲ့အခါတော့မတန်ရှင်တဲ့အတွက်ကြောက်ခဲနဲ့ပြစ်သက်ခံရမယ်သို့တော်လဲယေရှုဖျားဓမ္မတစ်မှာရှိလာပြီဖြစ်တဲ့အတွက်အဲ့ဒီအချိန်ကာလမှာအဲ့ဒီအမျိုးသမီးရဲ့ဘေးနားမှာသခင်ယေရှုဖျားရှိနေပြီဖြစ်တဲ့အတွက်သူဟာလွတ်မြောက်ခြင်းခံစားရပါတယ်အာမင်ဒါကြောင့်ကျွန်တော်တို့သက်ရှင်တဲ့ဖျားအပြစ်ရဲ့ခါသိချင်းပေဒီလို့နှုတ်ကပတော်ပြောတယ်အသွေးသွင်းခြင်းမရှိလဲအပြစ်လွတ်မြောက်ခြင်းမရှိဘူးလို့နှုတ်ကပတော်မြေမောင်းထိုးပြတယ်သို့တော်လဲကျွန်တော်တို့ယေရှုခရစ်တော်ရဲ့မဟာကြီးစွာတော်မေတ္တာတော်ကိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့အပယ်လန်းနေလွတ်မြောက်ခြင်းခံစားရတဲ့ဘကောအတ္တတာမှာအလိုတော်နဲ့အညီသက်ရှင်တဲ့ခါမှာကောင်းခြင်းမင်္ဂလာပါခံစားခွင့်ရရှိပိုင်ဆိုင်နိုင်တာထိုယေရှုခရစ်တော်ကြောင့်ဖြစ်တယ်ဟာလေလုယာဟာလေလုယာထိုဖျားကိုလက်ခုပ်တီးလေးနဲ့ဂုဏ်ပြုရအောင်အာမင်
ဆိုတော့ဒါကြောင့်ဒီညမှာနောက်ဆုံးအနေနဲ့ဒီကျမ်းသက်ပုဂ္ဂိုလ်တွေကတော့ယေရှုထိုချိန်မှာမရှိရင်အခွင့်အာဏာရသူတို့ဟာကြောက်ခဲနဲ့ပြစ်တက်မှာပဲယေရှုကလည်းအခွင့်အာဏာရဟုတ်တယ်ပြည့်တဲ့ကျမ်းစာရှိခဲ့တယ်မောရှိရေဆိုတော့ပြည့်တဲ့ကျမ်းစာရသူဟာအသေးသက်ခံရမယ်ဆိုပြီးအခွင့်အာဏာသုံးလို့ရပါတယ်သို့တော်လည်းမေတ္တာထားပြီးတော့အခွင့်အာဏာထက်မေတ္တာထားတဲ့ခါမှာဒီကနေ့လွတ်မြောက်ခြင်းခံစားရပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာလည်းကျွန်တော်တို့ရဲ့အသက်တာမှာလည်းခုနရှေ့မှာဟေရုရဲ့အသက်တာအခွင့်အာဏာကိုအသုံးပြုခဲ့တယ်ဒါဝိဒ်ကလည်းအခွင့်အာဏာကိုအသုံးပြုခဲ့တယ်သို့တော်လည်းဒါဝိဒ်ကနောင်တရပြီးတော့ prophet နာသန်ရဲ့ထောက်ပြခြင်းအပြင်ဖျားမျက်မှောက်တော်မှာပြန်လိုက်ပြီးမျက်နှာသာရခြင်းအခွင့်ကိုခံစားခဲ့ရတယ်သို့တော်လည်းဒီနှစ်ဦးကလည်းအခွင့်အာဏာသုံးခဲ့တယ်ဒါပေမဲ့ယေရှုကအခွင့်အာဏာသုံးလို့ရတော့လဲမသုံးတဲ့ဖျားမေတ္တာကိုပဲထောက်ပြတဲ့ဖျားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာ church ministry မှာဥဆောင်တဲ့သူတွေနောက်လိုက်တဲ့သူတွေ community မှာဥဆောင်တဲ့သူတွေနောက်လိုက်တဲ့သူတွေငါဆိုတဲ့အတ္တမာနတွေကိုကျွန်တော်တို့ရိုက်ချိုးဖြစ်ပြီးတော့ထိုကဲ့သို့အသက်တာရှိခဲ့တယ်ဆိုရင်လေယနေ့မှစ၍နှစ်ကူးတော်မယ်မကြခင်မှာကျွန်တော်တို့ထိုနှစ်ကူးတဲ့အချိန်မှာထိုအသက်တာမယူဆောင်ဖို့ရန်လိုလားတာဖြစ်ပါတယ်ဒါကြောင့်မေတ္တာနဲ့ဒီကနေ့မြေမောင်းထိုးပြလိုတာဖြစ်ပါတယ်အားကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာအခွင့်အာဏာသုံးချလို့ရတဲ့အနေအထားမှာထို position မှာရှိနေရင်တော့မှအလိုတော်နဲ့အညီတက်ရှင်တော်သူမှန်ကန်စွာဒီကနေ့ယေရှုဖျားခဲ့တော့မေတ္တာနဲ့ပဲတွာလာတော်သူဖြစ်ဖို့ရအရာစီတဲ့ပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေနောက်ဆုံးကျမ်းပိုက်အနေနဲ့တုတ်တန်23အငယ်26ဒါဖတ်ပြီးတော့ကျွန်တော်အဆုံးသတ်လိုပါတယ်တုတ်တန်ခန်းကြီး23အငယ်26တုတ်တန်ခန်းကြီး23အငယ်26ဆိုတော့တုတ်တန်ခန်းကြီး23ငယ်26မှာဗာတွေ့ရလဲဆိုရင်ငါတာတင်းနှလုံးကိုငါအားပေးလို့ကျွန်တော်တို့သူတို့ကဖတ်ရအောင်ဒီနောက်ဆုံးကြံပိုက်လို့သူတို့ကကြီးတော့တန်နဲ့ဖတ်ရအောင်တင်းတော့ငါတာကိုကြည်မှတ်ပါစေ one more time please ငါတာတင်းနှလုံးကိုငါအားပေးလို့တင်းမျက်စိတို့ဒီငါတော်တော်လမ်းကိုကြည်မှတ်ပါစေ amen ဒီနေ့ကျွန်တော်တို့ကိုဒီကနေ့မှာ2025ဤနေ့ရဲ့ဤချိန်ဒီကနေ့21ရာစုမျက်မှောက်ကာလမှာဒီနေ့ကျွန်တော်သက်ရှင်နေခွင့်ရတာထိုဖျားရဂျေဇုတော်တက်ကြောင်းဆိုတာရှေးဥစွာဝန်ခံဖို့ရန်မိမောင်းထိုးပြလိုပါတယ်ဒုတိယအနေနဲ့ကျွန်တော်ခုနအသက်တာဆင်ခြင်ခဲ့ပြီးပြီဟေရိုရဲ့အသက်တာအခွင့်အာဏာကိုတုံးချတယ်မတေတဲ့နဲ့ဗတ္တိဇံရောက်ဟာစောစောစီစီတေသွားခဲ့ရတယ်ဆိုတော့ပြီးရင်အခွင့်အာဏာကိုတုံးချပြီးဒါဝိမင်းကြီးအသက်တာအဖြစ်မတေတဲ့နဲ့ဒီကနေ့ဥရိယအဆုံးသတ်ခံရတယ်ထိုမြတ်မကောက်သူရဲ့မိန်းမဘာသာရှေဘဒီကနေ့ရှက်တင်ချင်းကိုခံရတယ်ဘာလို့လဲအခွင့်အာဏာကိုတုံးချခဲ့လို့ဒီကနေ့အမတန်မှအရေးကြီးပါတယ်ဒီအခွင့်အာဏာကဘလောက်ကောင်းတဲ့ညမှာသုံးရင်ကောင်းတယ်လို့မကောင်းတဲ့ညမှာသုံးပြရင်တစ်ဖက်သားလူတွေအသက်ဆုံးရှုံးရတဲ့အထိဒီကနေ့ရောက်သွားနိုင်ပါတယ်ရောက်လဲရောက်ခဲ့ပြီးပါပြီဒါကြောင့်ညီကိုမောင်တို့နောက်ဆုံးအနေနဲ့အားပေးလိုတာကဒီကနေ့နှုတ်ကပတ်တော်ကတော့ဖျားရှင်ကငါသားငါသမီးတင့်နှလုံးငါ့ကိုပေးလို့ပြောတဲ့ခါကျရင်ကျွန်တော်တို့တကယ်ပေးရဲပြီလားပေးပြီဆိုတဲ့ခါကျရင်လည်းအလိုတော်နဲ့အညီလိုက်လျှောက်တော်သူဖြစ်ဖို့ရလဲဖျားရှင်ကတောင်းဆိုနေတာဖြစ်ပါတယ်အာမင်ဒါကြောင့်ကျွန်တော်တို့တက်တာမှာအခွင့်အာဏာရှိနေတော့မှထို position နေရာမှာရှိနေတော့မှအခွင့်အာဏာကိုတုံးချတော်သူမဟုတ်ဘဲနဲ့နောက်ပြီးတော့ယေရှုဖျားရဲ့မေတ္တာတော်ဒီကနေ့ငါဒီအသက်လွတ်ရုံမြတ်မကအထူးသဖြင့်အသက်နဲ့ပြည့်စုံဖို့ရလာတည်းလို့ပြောတဲ့ကဲတော့ထိုယေရှုဖျားကဲတော့ဒီလူနှုတ်ရဲ့အသက်တာထဲမှာယေရှုရဲ့အသက်တာကဲတော့အသက်တာနေ့စဉ်24နာရီ9ရက်ကျွန်တော်တို့ကျင်လည်တဲ့ခါမှာထိုကဲတော့အသက်တာရှိဖို့ရန်ဒီကနေ့ယေရှုဖျားရဲ့အသက်တာကဲတော့ရှိဖို့ရအရောက်စီတိုင်းမှာဖျားရှင်နေ့စဉ်တိုင်းမှာဝိညာဉ်တော်ဖျားစကားပြောလဲနဲ့ကောင်းချီးပေးပါစေအရောက်စီတိုင်းမှာဖျားရှင်ကောင်းချီးရှိပါစေ